မင်းတို့မင်းရဲ့ဖုန်းတစ်ခုအာနုဘောကတော်တော်ကိုကြီးမြတ်တာပဲနော် ဘာဖြစ်လို့လဲကွာ မိဖုရား64ပါးနဲ့ပေါင်းတာတော့အိမ်မကိုက်ဘူး ဟို哎呦我的妈နေမှတ်ထားငါ့အိမ်ကကျွန်းကိုပတ်စံပေးပြီးနင်ပေါင်းရိုက်ခိုင်းတာငါမှတ်တံမပြလို့ငိုးမကားဆရာတို့ဘွဲမနှက်စောစောထမင်းကျော်တွားစားတာအကြီးတန်းအထီးကျန်ဆုံးဆိုင်ကိုတွေ့ပြီးမျက်ရည်တွေပါဝဲခဲ့ရတယ်ဆိုင်နေရာကလမ်းဝေးကန်နဘေးလှမ်းကြီးရင်တော့မမြင်ရဘူးမတည်ရင်ရွက်ပုံတီးအတိုင်းပဲဗျာဆိုင်အဝယ်လမ်းကလွမ်းစရာကောင်းနေတာအစိုးရဘုံဖြူရဲ့မြင်းနီလန်းလိုခြေရန်တစုံတရာမှကိုမကြားရတာအမှန်ပဲနှိမ့်စိတ်ချက်ကတော့လာမညာတကောင်ရန်လမ်းထလျှောက်နေရတယ်လို့ပဲဗျာဆိုင်ရှင်မျက်နှာကြည့်ပြန်တော့နှွေခေါင်ခေါင်တစ်ချောက်ပင်မော်ကအော်အော်ငှက်လားမှတ်ရတယ်တော်ရီတယ်ဘာစားမလဲလို့မေးလို့လွမ်းနေပြီလားလို့မေးရဲ့ချက်ချင်းထပြန်တယ်အပြင်းလော်ဖို့ထမင်းကျော်ဖို့ကြက်သားနဲ့တနက်စားမယ်လို့မှားလိုက်တယ်ဗျာလာချတဲ့စပွဲတို့ပြေးတာကိုးလိုက်ခြင်းနဲ့ပြုံးလဲမပြမဲ့လဲမပြနဲ့ကြောက်ပြေရုပ်ကျွင်းကိုအတက်တွင်းထားတဲ့အတိုင်းပဲဗျာထမင်းကျော်စီရွှဲတော့အပီနှွဲမယ်ပေါ့ကြည့်ပါဦးဗျာကြက်သားနှစ်တုံးခက်ခွာခွာထည့်ထားတာရန်တက်ထားတဲ့ချစ်သူတွေအတိုင်းပဲနီလျန်နဲ့ဝေးဆိုတာဒါအူပြောတာနေမှာဆိုင်ရှင်ဖွင့်တဲ့တချင်းဆိုပြအောင်မယ်ဗျာရွာချေဘယ်လိုပြောင်းအောင်မိခင်အိုနေထိုင်ကောင်းပါစကွယ်ဆွေရဲဆွေမြို့မအနေကျွမ်းပေမယ်ကျွန်တော်စိတ်ကရေဝေးပန်းနေအမေနဲ့ရွာကိုလွမ်းတယ်ငိုးမဆိုင်ရှင်ဒူးနဲ့မျက်ရည်တွေမဟုတ်ဘူးပစိုးနဲ့မျက်ရည်ပါတော့ရတယ်ပေးရှင်နဲ့မဆရာတော့ဆိုင်ပြင်စင်ကောင်းလို့ထမင်းတစ်လုံးကိုမျက်ရည်တုပ်ရင်စားခဲ့ရတယ်ဆိုတာပါပဲချေရတဲ့ viewer များလဲအနေဝေးနေတဲ့ချစ်သူတွေရှိရင်အမြန်ဆုံးပြန်လဲဆုံစည်းနိုင်ကြပါသေးဗျာ ထိုင်ဖုန်းနဲ့စောစီဖုန်းခေါ်မယ်ကွာရောတုံညာဟိုဒီရနဲ့လှဲ့နေရတယ်စော်နဲ့ရီးသားစော်နဲ့ပြက်တော့ပြီဖုန်းခေါ်ရတော့ကြာလို့ဒီဘိုးလည်းခေါ်မယ်ကြည့်နော်ကနန်းကြည့်လို့ရှိရင်ဒီဘက်ဒီရောက်သွားတာတပတ်ဒီဖုန်းလဲနဲ့စော်နဲ့ပြက်တော့ပြီဒီဘာလို့တော့ကြာနေရတော့နေကငါဖုန်းခေါ်နေရဒီမှာတပတ်ပြောင်းလဲရတယ်ဟာဖုန်းနံပါတ်ကနန်းသိနေတော့ဆိုရတယ်တစ်ဆိုဒါဆိုတစ်ပြီးသွား90တို့3တို့9တို့90တို့80ပါလို့သိဖို့လာပြီလားလှည့်ရတယ်တပတ်ပဲလှည့်ဖုန်းနေဖုန်းတစ်ခါပြောမယ်ဒီကနေမှာဒါ3ဒါ3ကိုဘလောက်ဒါဆိုရှစ်ပေါ့ကွာရှစ်ပြီးတော့ကိုဒီကနန်းကြီးဟိုင်ကြိုင်လက်ညောင်းမှာဖုန်းတစ်ခါပြောလို့လက်ကတော့ညောင်းပါနော်ဒီမှာကြီးလှည့်နေရတယ်အမကြီးတော်ကနန်းကြီးပိုင်တော်လှည့်နေရတယ်တစ်တို့နှစ်တို့ဆိုတော့မဆိုတော့ဒီလောက်ပဲဒါဆိုနှစ်တစ်နှစ်ဒီကနန်းကြီးပိုင်3ပါလို့ရှိရင်ဒီတစ်ပတ်ပြန်လက်တော်ညောင်းမှာဖုန်းတစ်ခါပြောလို့ဖုန်းတစ်ခါပြောလို့လက်တစ်ဖက်တစ်ခါလှည့်နေရတယ်ဒါနဲ့လက်ကလက်ညောင်းမှာ